ဒီဘာသာမယ်ကြီးဒုက္ခရောက်နေတဲ့ဒီပေါ့နော်ငွေကြေးနဲ့ဝယ်လို့မရတဲ့ကိုယ်သားပေါ့နော်ကိုယ်လို့အောက်ဆီဂျင်လို့အမ်ဘူလန့်ကိုအခမဲ့မိသည့်ဆေးရုံမိသည့်လူမျိုးကိုဆောင်ရွက်ပေးပါတယ်ဟုတ်ကဲ့ပါကိုဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်စီတီမူဗီမီလီယာကပါဆိုဟုတ်ကဲ့ကိုယ့်ရဲ့နာမည်လေးတစ်ချက်လောက်ပိတ်သက်ကြိုမိတ်ဆက်ပေးပါဦးကျွန်တော်ကလူမှုကူညီအသင်းနဲ့ဥက္ကဋ္ဌကိုမျိုးတက်ပါခင်ဗျာဟုတ်ကဲ့ကိုယ့်ရဲ့တနေ့တာလှူရှားမှုပေါ့နော်ဒီလူရှင်တော်အသင်းဌာနမှာဘယ်လိုအရေးပါပုံလေးလဲတစ်ချက်လောက်ရှင်းပြပေးပါဦးကျွန်တော်နဲ့တရက်တာလှူရှားမှုတာကိုလူမျိုးမရွေးဘာသာမယ်ကြီးဒုက္ခရောက်နေတဲ့ဒီပေါ့နော်ငွေကြေးနဲ့ဝယ်လို့မရတဲ့ကိုယ်သားပေါ့နော်အသွေးလို့အောက်ဆီဂျင်လို့အမ်ဘူလန့်ကိုအခမဲ့မိသည့်ဆေးရုံမိသည့်လူမျိုးကိုဆောင်ရွက်ပေးပါတယ်ဟုတ်ကဲ့ရှင်ဒီလုပ်ကိုလေလောက်လာကြာပြီလားကျွန်တော်73နှစ်ပတ်ဝန်းကျင်လောက်ရှိပါတယ်ဆယ်စုနှစ်တစ်ခုပေါ့နော်ကြော်ခဲ့ပါတယ်ဒီလူရှင်တော်လောကတွေရောက်လာကြတော့ကြာပြီကျွန်တော်ဒါကိုဒိန်းနေပေါ့နော်ကိုဒိန်းနေကျွန်တော်တို့ရဲ့လူမှုကူညီရေးအတင်းမှာအကွင်းရင်းမှုတစ်ကိုဒိန်းနေရပြီးတော့ဒါစပြီးတော့ကျွန်တော်ရင်းနှီးခွင့်ရတယ်ပေါ့နော်ကိုဒိန်းနေကသွေးလူတယ်ကိုဒိန်းနေစနီးတဲ့သွေးလူပြီးတယ်ဒါတည်းပဲလူချင်းတော့အတင်းရပြီးတော့အကုန်လုံးနဲ့ကျွန်တော်ရင်းနှီးခွင့်ရတယ်ပြီးခွင့်ရတယ်ပေါ့နော်အားလုံးညီကိုလေးပြန်ဖြစ်သွားပါတယ်ခင်ဗျာကိုယ့်ရဲ့တနေ့တာလှုပ်ရှားမှုများမှာဘာတွေလှုပ်ဆောင်နေရှိလဲကျွန်တော်တို့ကဒါပေါ့နော်နဲ့ဟိုပေါ့ဆေးရုံဆေးကန်းပေါ့နော်ရပ်ဘွက်တချို့ဆေးရုံဆင်းလာတဲ့လူတွေကိုမျိုးကိုအောင်ပြန်ကျင်ငွေကြေးထုတ်တဲ့တယ်ဆိုရင်ကျွန်တော်တို့ကားနဲ့ကျွန်တော်တို့စီဘူးနဲ့ပေါ့နော်အခမဲ့လိုက်ပြီးကူညီပါတယ်ငွေကြေးတန်းတန်လို့စီဘူးလေးပြန်လို့လက်ခံပါတယ်တွေးတဲ့တွေးလက်ကောင်းပါပဲဟိုလူမျိုးမရွေးဘာသာမယ်မြည်သည့်ဆေးရုံမဆူတွေးလို့အမှုရှိတာအမှုပညာညီကိုတွေစီရတယ်ပြီးတော့ရတဲ့တွေရှိတယ်အမှုရှိနေစီရတဲ့တွေရှိပါတယ်ဒီတွေတွေအားလုံးနဲ့ကျွန်တော်တို့ကုညီဆောင်ရွက်အခမဲ့ကုညီဆောင်ရွက်ပေးတယ်အနုပညာလောကတွေကိုရောက်ခဲ့တာရောကြာပြီလားမသိဘူးကျွန်တော်အနုပညာကိုလောကတွေကိုရောက်တာကိုဒိန်းနေနဲ့တွေ့မှာခံကုန်2နှစ်ပေါ့နော်2နှစ်လောက်ပဲရှိပါတယ်ဒီလောကတွေကိုစဝင်ရောက်ရှိလာကြတော့အခက်အခဲတွေတော့ရှိမှာပေါ့နော်အခက်အခဲတွေရှိပါတယ်ဟုတ်ကဲ့တစ်ခါပြောပြပေးပါလားမော်ဒါကိုမကျွမ်းကျင်တဲ့အလုပ်ပေါ့နော်ဒါကျွန်တော်အဓိကဝါဒနာပါတော့ဒါလူသားတွေပေါ်မှာပေါ့နော်ကျွန်တော်ကိုယ်တိုင်နဲ့ပရာဟိတစိတ်ရအရင်ပြင်းထန်နေတဲ့အခါကျတော့ကျွန်တော်စီးပွားဖြစ်ပြီးတဲ့လုပ်ခဲ့ပါတယ်နောက်ပြီးတော့ကျွန်တော်မှာဗားတဲ့အခက်အခဲဖြစ်တယ်ဆိုတော့ဒီကျွန်တော်တို့ကပရာဟိတနဲ့ပတ်သက်တဲ့အရာလေးတွေကိုပဲထိန်မီလူမိုက်ပေါ့နော်လို့ရှိတာလေးတကားလေးရိုက်တာပါဟုတ်ကဲ့ထိန်မီလူမိုက်ဆိုတာဒီတော့ဟိုနေဒိုင်တာကြီးရွှေရေးကိုဟုတ်ကဲ့ဦးရွှေရေးကိုစီစဉ်ထားတာပေါ့နော်ဒါထိန်မီလူမိုက်ကောင်တွေကျွန်တော်တို့ယုံမိကရိုက်ထားပါတယ်ဟုတ်ကဲ့ဒါပေမဲ့ခုမှရှိုင်းနေစေပေါ့နော်ဟိုအမှုပညာရောဒီထေတဝါမလုပ်ပါဘူးဒီကိုယ်နဲ့ပရာဟိတကိုပဲဒါကျွန်တော်တိတိယောက်ယောက်လေးပေါ့နော်ကျွန်တော်ကိုယ်တိုင်နဲ့တွေးလူတာ86ကျရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပညာအလုပ်တွေရောဒီအခြေအနေတွေကောင်းသွားရင်ရှေ့ဆက်လုပ်မယ်လို့ရောဒီရွက်ချက်တွေရှိတာပေါ့တကယ်လို့ကျွန်တော်တို့ခွင့်ရေးပြီးရောဒါကျွန်တော်လုပ်နိုင်ပါတယ်လုပ်လဲလုပ်ချင်ပါတယ်ဝါဒနာလည်းပါပါတယ်ကိုအားပေးနေတဲ့ပိတ်သက်ကြီးရောအကိုရဲ့မိသားစကားလေးဘယ်လိုများပြောကြကြလဲကိုအသက်ရှင်နေတဲ့ကာလမှာလို့ပါပါနော်ခုနှစ်ရတာနယ်ပြည်သူပေါင်းအားလုံးစိတ်ချမ်းသာရေးကိုကြီးချမ်းသာရေးဖြစ်အောင်ဟိုအာဟာရပေါ့နော်သူတို့ပျော်ရွှင်မှုတွေကြောင့်သင်ခန်းစာတွေကြောင့်ကိုယ့်ဘက်ကတန်းတယ်လို့တက်ဆွမ်းတယ်လို့ပေးဆက်ပါမယ်လို့ပြောချင်တယ်ဟုတ်ကဲ့ရှင်ခုလိုကြည့်ကြသေးတယ်ဦးကိုကျွန်တော်တို့ City Movie Media ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကိုမျိုးသားနဲ့ခုလိုလာပြီးဖြည့်ချပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်လည်းလားဟုတ်ကဲ့ရှင်